မင်္ဂလာပါရှင်ဒီနေ့တော့ကျမကကြက်ဥကြော်ကိုပို့ပြီးတော့စားကောင်းတဲ့ပုံစံနဲ့ကြော်ပြပေးသွားမှာမို့ဗီဒီယိုလေးစောင့်အောင်ကြည့်ပေးသွားကြပါအောင်ရှင်ပထမဆုံးဒေအိုးလေးကိုစီထည့်ပြီးတော့ပို့ပေးထားပါမယ်ပကံလုံးအသေးလေးကိုကြက်ဥနှလုံးဖောက်ထည့်ပြီးတော့မှွေပေးထားပါမယ်အရသာအတွက်ခရူးစီတစ်စုံနဲ့ငန်းပြားရည်စွန်းတစ်ဝက်ထည့်ပါမယ်ရှင်အိုးရဲစီပူလာတဲ့အခါရေဆေးတက်ဆင်ထားတဲ့အမှုန်လေးတွေကိုအရင်ဆုံးထည့်ပြီးတော့ကြော်ပေးပါမယ်အမှုန်လေးတွေအနှဲငယ်နွမ်းလာတဲ့အခါတေချာပွေထားတဲ့ကြက်ဥကိုထည့်ပြီးတော့ကြော်ပါမယ်ရေဆေးပြီးတော့လှီးထားတဲ့ခရမ်းချင်သီးလေးတွေကိုထည့်ပါမယ်အသားချောင်းတွေကိုလည်းကကြီးနဲ့ညှက်ပြီးတော့ထည့်ပေးပါမယ်ရှင်အဆက်အရသာအတွက်ငရုတ်သီးစိမ်းလေးတွေကိုညှက်ပြီးတော့ထည့်ပါမယ်ဒီနေရာမှာအဆက်မကြိုက်တဲ့သူဆိုရင်ငရုတ်သီးမထည့်လည်းရပါတယ်ရှင်ချက်သွန်မိတ်ကိုလည်းတေးသေးလေးတွေညှက်ပြီးတော့ထည့်ပါမယ်ရှင်ငရုတ်ကောင်းထည့်ပါမယ်ဒီနေရာမှာငရုတ်ကောင်းမှုရှိရင်ငရုတ်ကောင်းမှုတစ်ခါလေးထည့်လို့ရပါတယ်ကျမအိမ်မှာတော့ငရုတ်ကောင်းမှုကုန်နေတဲ့အတွက်ငရုတ်ကောင်းစီကိုထုပြီးတော့ထည့်ထားတာဖြစ်ပါတယ်အသားချောင်းလေးတွေချက်ဖို့အတွက်9မိနစ်လောက်အဖုံးအုပ်ပြီးတော့တည်ထားပေးရပါတယ်အမှုလေးတွေကအောက်ခြေမှာလည်းကျွတ်ကျွတ်လေးတွေနဲ့အရန်စားလို့ကောင်းပါတယ်ရှင်ဒီကြောက်ကြော်နီးလေးကအရသာရှိတဲ့အပြင်အာဟာရလည်းပြေဝတာဖြစ်တဲ့အတွက်ကလေးရောလူကြီးအတွက်ပါစားဖို့အသင့်တော်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမှာမို့ Miet Cooks ကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။